14 ရက် တလ 2026 တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်။ဘာပဲလုပ်လို့စိတ်အားတက်ကြွနေပြီးတော့အကောင်းမြင်စိတ်တွေများနေလိမ့်မယ်။အခြားသူတွေကလည်းတင့်ကိုမြင်နေရတာဟာတက်တက်ကြွကြွနဲ့အားအင်ပြည့်နေတယ်လို့မျိုးဖြစ်နေကြလိမ့်မယ်။လုပ်ငန်းခွင်အတွင်းမှာလူမှုဆက်ဆံရေးနယ်ပယ်အတွင်းမှာဆိုရင်တင့်ရဲ့စကားတွေကအောင်မြင်လာလိမ့်မယ်။အင်တာဗျူးကိစ္စတွေယာဒူးတို့ကိစ္စတွေရှိနေရင်တော့အဆင်ပြေလိမ့်မယ်။ကိုမျှော်လင့်ထားတဲ့အာမခံချက်တစ်ခုကိုရရှိဖို့ရှိနေမယ်။ဒီနေ့အတွက်ဆောင်းရှောင်းမဲ့ရာကတော့ကိုချစ်ခင်ရသူတွေကြောင့်စိတ်နှောက်ယှက်ဖြစ်တတ်လို့အမားတွေမဖြစ်အောင်လို့တတိထားပါအဝိအစားတန်တန်ပြန့်ပြန့်ဝတ်ဆင်ပါတည်တည်တတ်တတ်နေပါလှလှပပနဲ့နေထိုင်ပြည့်မှုပြောဆိုပါ Lucky Number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးအစီအမေချောမွေးကြပါစေဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်